ကစားသမားတွေပေါ်တစ္ဆာဖောက်ခဲ့တဲ့ထိတ်တန်းကလပ်3ခုအကြောင်းပါနောက်ဆုံးတစ်ခုကတော့အခုထိရင်နာစရာကောင်းနေတော့မှာပဲနံပါတ်3ကတော့ Real Madrid နဲ့ Ciro နဲ့တို့ပါသူဟာဒီကလပ်အတွက်တွင်းဂိုးတွေစုဖလားတွေနဲ့မမေ့နိုင်တဲ့ညပေါင်းများစွာအပြင်အရာအလုံးကိုပေးဆက်ခဲ့တာပါပရိသတ်တွေကိုအကြိမ်ကြိမ်အိမ်မက်မက်စေခဲ့သူပါဒါပေမဲ့2018မှာချန်ပီယံလိဖလားရပြီးနောက်မှာတော့သူကလေးစားမှုနဲ့စာချုပ်တစ်ခုတောင်းဆိုခဲ့ပေမဲ့ကလပ်ကညှင်းပယ်ခဲ့ပါတယ်ဒါနဲ့ပဲရိုနယ်ဒိုဟာဂျူဗင်တက်စ်ကိုထွက်ခွာသွားခဲ့ရပါတယ်နံပါတ်2ကတော့အိုင်ဂါကာစီလက်စ်ပါသူဟာငငယ်လေးကလေးကကလပ်ကိုရောက်ရှိလာပြီး25နှစ်ကြာအောင်အရာရာကိုအောင်နိုင်ခဲ့တယ်လို့အသင်းကောင်းဆောင်နဲ့သူရဲကောင်းတစ်ယောက်ဖြစ်လာခဲ့သူပါဒါပေမဲ့အဆုံးသက်ခံဒီမှာတော့အခြေအနေတွေပြောင်းလဲသွားခဲ့ပါတယ်သူဟာအရန်ကုန်မှာပဲထိုင်နေခဲ့ရပြီးအသင်းအတွက်မလိုအပ်တော့တယ်လို့မျိုးတဖြည်းဖြည်းပေးဖယ်ခြင်းခံခဲ့ရပါတယ်2015မှာသူထွက်ခွာသွားတဲ့အခါကြီးကျယ်တဲ့နှုတ်ဆက်ပွဲမျိုးမရှိခဲ့ပဲတကယ်ကနဝင်တယောက်အတွက်တိတ်ဆိတ်ပြီးနာကျင်စရာကောင်းတဲ့နှုတ်ဆက်ခြင်းသာရှိခဲ့ပါတယ်နံပါတ်1ကတော့ဘာစီလိုနာနဲ့လီယိုနယ်မက်ဆီပါသူဟာကောင်းလေးဘဝကလေးကကလပ်ကိုရောက်ခဲ့ပြီးတွင်းဂိုးတွေစုဖလားတွေအမခန်းဆွမ်းဆောင်ရည်တွေနဲ့သူ့ဘဝတစ်ခုလုံးကိုပေးဆက်ခဲ့တာပါသူဟာဘယ်တော့မှထွက်မသွားခြင်းခဲ့ပေမဲ့အသင်းရဲ့ဗန်နာရေးပြပြမှုနဲ့မှားယွင်းတဲ့ဆုံးဖြတ်ချက်တွေကြောင့်ကလပ်ကသူ့ကိုလက်လွတ်ခဲ့ရပါတယ်